ဒီမှာကြည့်မှာကျွန်တော်ဝယ်ရတဲ့ဖလန်းပေါက်ပါဟာဖလန်းပေါက်လမ်းမထူဒီပုံလေးလို့ကျွန်တော်ဝယ်လာဖြစ်ပါတယ်ဟုတ်ကဲ့ရောဖောက်ဖြစ်ပါတယ်တော့တိတ်ရင်ကွာဆိုတော့ဟဲ့ဒီခွာလိုက်တော့နော်ဒီပေါ်ဒီကွဲပဲခွာလိုက်တော့နော်ဟာနော်ဟေးနော်မြည်နော်အော်အေးมาခွာလိုက်တော့ကျွန်တော်ခွာလိုက်တော့နင်ကရံမဖြစ်ဘူးပေါ့နင်တို့သူကြီးတွေအော်ဒီမှာဆလာနေဟုတ်တယ်ခရရနော်ခွာလိုက်ခွာလိုက်နော်ကြောက်ပါအေးပြေးရအောင်ကျွန်တော်အောက်မှာပွင့်သွားဆိုတော့ကျွန်တော်ဒီအောက်ပေးလိုက်ဘာမှတော့မရှိဘူးအသာဝက်ခောက်ပင်ပါမာတယ်လေဟိုဘက်မှာထမင်းသွားစားလိုက်ဟောသူဟိုဘက်ကိုယူသွားပြီးဟိုဘက်မှာစားလိုက်တယ်ဟုတ်လားတဲ့ဟုတ်ကဲ့ဘာတွေ့ကြည့်စနေစားလိုက်ပြီကိုဟောစားဘာလို့ကိုဟိုအိမ်မှာကတိတဲ့အတိုင်းလေအကြည့်ကျွန်တော်ခွာရအောင်မယ်ဟိုကကျွန်တော်မိုက်တော့ကတ်ခွာရအောင်လို့မလို့ကျွန်တော်ကတ်ထားတာသူတို့ကကတ်ထားတယ်လေလုံးတယ်ခါနာခါဟိုခွာလိုက်ရအောင်လီကိုပလန်းပေါက်တော့ကျွန်တော်လီကိုပလန်းပေါက်တက်ဆိုင်ကပြောလိုက်လီကိုပလန်းပေါက်တယ်လီကိုပလန်းပေါက်တယ်ပြောတာတော့ကိုရင်းနှီးရေးရဆိုကောင်းတော့ကိုဟော်တယ်တည်ပြီးနားကြတော့အဲ့မှာပဲပြောနေခေါ်တယ်လီကိုပလန်းပေါက်နော်လီကိုဘာလို့ဆိုအစားတော့လည်းကောင်းတယ်လေခွာရပြောင်းငါကြည့်ခေါ်တယ်ဟုတ်တယ်အဲ့တခုကြောင့်ဆက်ချာအလိုကြီးတာတော့နော်ဘာမဟုတ်ကျွေးတဲ့ဘက်ဘက်ကလည်းစားလို့ကောင်းတယ်အဲ့ငါကြော်လေးကိုမမ်းပြီးကြိုက်နေတော့ဆင်းပါပဲနဲ့6ကလေး transformer လီကိုကြီးtransformer မိုက်မိုက် transformer လီကိုကျွန်တော်လူချင်းခဲ့ transformer လီကိုလေးနောက်ဆုံးတော့โอเค ယေ